မဲ့တိတ်မသိတာအောင်နော်အကောင်းလေးတိုင်းပဲငါမြည်လေအော်ဒစင်ဖြစ်ရတာညီကြောင်ငါတို့မျိုးရုံမရှိဘူးညီလေယူလို့ဖြစ်ရကိုပြောလိုက်တဲ့စကားတစ်ခုကိုယ့်ရဲ့လုပ်ရက်တွေကသူများကိုပေါ့နော်ဘယ်လောက်ထိအဲ့လိုထိခိုက်သွားစေလဲပေါ့ကိုကအဲ့ဟာလေးကြည့်ပြီးတော့မှဟိုနားပို့ပြီးတော့သူတို့ပို့ပြီးတော့နားလဲဝါသေးမယ်လို့ပြောချင်တာပေါ့ဒီကဒါတော်တော်လေးကိုပေါ့နော်သူလည်းအများကြီးစူးစမ်းထားတာပေါ့ပြက်ပေးလိုက်ခဲ့တာကိုပေးမပေးလို့ရှင်နင့်အဖေပါအောင်မဟဲ့ MSB ကိုစူးစူးပါတဲ့ pressure ဆိုစူးစူးတက်ဖြစ်တာပေါ့ဒါစူးစူးဟိုပေါ့နော်စူးစူးအိမ်မှာမေသူကအောင်စူးစူးမိတ်ကပ်ကောအကုန်လုံးဒါသူပဲစူးစူးလုပ်ပေးလာပေါ့ဒီဝတ်စုံလေးကကြာဒါစူးစူးမြဲချုပ်နေကြစူးစူးဒီဇိုင်နာမတ်ပုံတော့ပြေပေါ့ဟုတ်စိတ်ပါတယ်ဒီလိုပြီးတော့ဒီမှာအဖြူဝေးရတာဆိုတော့အဲ့လိုစီစဉ်လာရတာပေါ့ဟုတ်နိုင်ငံကျော်အစိုးရရဲ့မီးလေးอ่ะအော်ဒါစင်းဆိုတာသိရင်လူတွေဘယ်တော့မင်းငေါ်လိုက်ကြမလဲခုတူမအလဲကြတော့ပါဘာဖြစ်လို့များသူများနှိမ်เสียချက်မပြစ်ဖြစ်ရတယ်လို့နေမသားနဲ့နေမသားကမပြောနဲ့ဒီမှာကျအဲ့လိုပေါ့နော်နည်းနည်းဟိုပေါ့ကိုရဲ့အကိုပေါ့ကိုကချစ်တော့ကွာမိမကလည်းတိတ်မပေးစားခြင်းဘူးသိရမှာဒါပေမဲ့သူမလေးရလာတော့လေကိုသူမလေးကိုကအကောင်းဆုံးနေပေါ့နော်သူ့ကိုကလည်းအယမ်းမှန်းတာကွာသိရမလားလုံးဝကိုရဲ့သူမလေးကိုရဲ့တပီးပဲကိုသူမလေးလည်းဖြစ်တော့ပေါ့နော်ဒါပေမဲ့ကိုရဲ့ဖြစ်ချင်တဲ့ဇောတွေပေါ့ဒီကားလေးကိုကြည့်ပြီးတော့မှပေါ့နော်ဆူဆူကြည့်ပြီးတော့မှလည်းသူတို့ရဲ့ခံစားချက်လေးတွေကိုနားလည်အောင်ကိုပြောလိုက်တဲ့စကားတစ်ခုကိုရဲ့လုပ်ရက်တွေကသူများကိုပေါ့နော်ဘယ်လောက်ထိအဲ့လိုထိခိုက်သွားစေလဲပေါ့ကိုကအဲ့ဟာလေးကြည့်ပြီးတော့မှဟိုနားပို့ပြီးတော့သူတို့ပို့ပြီးတော့နားလဲဝါသေးမယ်လို့ပြောချင်တာပေါ့ပြက်ပေးလိုက်ခဲ့တာကိုပေးမပေးလို့ရှင်နင့်အဖေပါအောင်မဟဲ့ဟိုတကယ်ကျတော့ဟိုရောင်းမရောသူမလေးကိုမချစ်တာတော့မဟုတ်ဘူးကိုအဲ့လိုမျိုးတစ်ခုဆိုလဲလုံးဝမကြိုက်ဘူးအဲ့လိုမျိုးလဲသူကလုံးဝလက်မခံဘူးပေါ့အဲ့လိုမျိုးကိုပြောတာပြောလိုက်ရတာသူကလည်းကိုအဲ့လိုမျိုးနိုင်ကျင်တာပေါ့ပြောရမယ်ဆိုလို့ရှိရင်အဲ့လိုဖြစ်ရင်ခုန်ကြကောင်းပါလေဒါမေချူဆိုတာပေါ့နော်ဒါဆွဆွတို့ဒါအရန်ဟိုအားချရတဲ့သူပေါ့နော်ဒါမေချူကလည်းအရန်ဟိုသဘောလေးအရန်ကောင်းတယ်ရိုက်တဲ့ချိန်မှာလည်းအကုန်လုံးပေါ့နော်ဒါတယောက်ချင်းစီတိုင်းအရန်ကိုအဆင်ပြေပါတယ်ဟိုမောရတယ်ဆိုတာကျတော့လေခုနပြောလို့ပေါ့ဘာကျတော့တချို့တွေမှာအဲ့လိုရှိတတ်ကြတယ်ပေါ့ကိုကရဲ့အကိုအရန်ချစ်တော့ပေါ့နော်ဒါဖြစ်သွားတာပေါ့လိုမျိုးလေးပေါ့ဟုတ်ကဒါတော်တော်လေးကိုပေါ့နော်သူလည်းအများကြီးစူးစမ်းထားတာပေါ့အဓိကအဲ့ပေါ့နော်ဒါကိုကြည့်ပြီးတော့မှပေါ့နော်ကိုချစ်ပေမဲ့လည်းကိုကတစ်ဖက်ကိုအဲ့လိုပြောလိုက်လို့ရှိရင်သူများတွေဘယ်လိုခံစားမလဲဆိုတာဘာပဲဖြစ်ဖြစ်ဒီကားလေးကိုကြည့်ပြီးတော့မှပေါ့နော်ဒါသင်ခန်းစာယူခဲ့ပြီးတော့နားလေဝါသိဖို့တော့ပေါ့နော်အဲ့လိုမျိုးပေါ့ဒီကားတော့ဒီကားလေးမှာပါဝင်ခွင့်ရတဲ့လည်းဒါအရန်ကိုဝမ်းသာတယ်ပေါ့နော်ခုနပြောသလိုပဲဒီကားထဲမှာဆိုကိုသူမလေးကိုကအရင်ဖြစ်စေခြင်းနဲ့ဇောပေါ့ဒါကိုဖြစ်စေခြင်းနဲ့ကိုရဲ့ဇောအမှန်တကယ်ဆိုဒါတွေအကုန်လုံးကပေါ့နော်ဒါသူ့ကိုနားလေပေးရမယ်ပို့ပြီးတော့ဟို तू ကဘယ်လိုပြောကိုရဲ့ဖြစ်ချင်တဲ့ဟာတွေအကုန်လုံး short ချပြီးတော့မှသူ့ကိုသူ့ကဘယ်လိုအကောင်းဆုံးဖြစ်မလဲသိရမလားအဲ့ဒီဟာကိုပို့ပြီးအဓိကထားပြီးလုပ်ပေးရမယ်ပေါ့ဒီကားထဲမှာဟိုကိုကြီးနန္ဒပြောတာဖခင်ကပေးတဲ့ဒါဆုလက်ပဲကွာသိရမလားအဲ့တော့ဒါကိုရလာပြီဆိုလို့ရှင်ဒါကိုအကောင်းဆုံးတန်ဖိုးထားပြီးတော့မှဒါသူ့အကောင်းဆုံးဘာဖြစ်မလဲဆိုတော့ဒါလုပ်ပေးဖို့ဖြစ်ရမှာဟုတ်ဒီကားလေးကိုကြည့်ဖို့တော့သိတော့ဒီမှာလေရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ် thank you ပါ bye bye Myanmar Star Bazaar